မင်္ဂလာပါမနေ့နူးနိုးချင်းပြုလုပ်လို့ရတယ်တကူလုံးအကျော်လျှော့တဲ့လေ့ကျင့်ခန်း၄ခုကိုဝေမျှပေးချင်ပါတယ်ဗျဒီလေ့ကျင့်ခန်းလေးတွေကတညာလုံးမှာအိတ်ဆက်လို့ခန္ဓာကိုယ်မှာတင်းမာမှုတွေကိုပြည်ရော့စီကိုအထောက်အကူပြုမှာဖြစ်ပါတယ်ဗျပထမဆုံးလေ့ကျင့်ခန်းလေးကတော့ပလက်အိတ်ပဲဒူလေးထောင်ပဲဒူလေးကိုမြှောက်လိုက်ပဲမြှောက်ပြီးရင်လက်နဲ့ကင်ထားမယ်ပြီးလို့ရှိရင်အတွင်းအပြင်ဒူကိုခွဲပြီးမှ hip circle ပေါ့နော်ဒူကို white ပေးတဲ့ပုံစံမျိုးပြုလုပ်ပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုစက္ကန့်30နှစ်ကြော့လောက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်ဗျဒီလေ့ကျင့်ခန်းလေးကပေါင်ရဲမှာရှိတဲ့တင်းမာမှုတွေတင်းမာမှာရှိတဲ့တင်းမာမှုတွေကိုပြန်လည်ပြည်ရော့စီကိုအထောက်အကူပြုမဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့ဒုတိယလေ့ကျင့်ခန်းလေးကဒူးထောင်ပြီးအိတ်ထားမယ်ဘေးလေးကိုဒူးထောင်ရဲ့အတိုင်းပဲစောင်းသွားလိုက်မယ်ပေါ့နော်။စောင်းသွားပြီးလို့ရှိရင်လက်တစ်ဖက်ကိုပဲဆန့်ကျင်ဘက်ကိုဆွဲပြီးကားလိုက်မယ်။လက်ကလေးကိုဆန့်ကျင်ဘက်ကိုကားပြီးမှခေါင်းမှာလိုက်လက်ပြီးတော့ဒီတိုင်းလေးထိန်းထားပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုတစ်ဖက်ကိုစက္ကန့်30စီလောက်ထိန်းထားပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကခါပြီးတစ်လျှောက်လုံးမှာရှိတဲ့တင်းမာမှုတွေကိုပြန်လည်ပြည်ရော့စီကိုထောက်ကူပြုမဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့တတိယလေ့ကျင့်ခန်းလေးကတော့တင်မီဝေထိုင်ထားလိုက်မယ်ပြီးရင်လက်ချင်းချိတ်ထားမယ်လက်ကိုချိတ်ထားပြီးပလက်တိုင်းမယ်အပေါ်လေးကိုတွန်းသွားမယ်တွန်းပြီးတဲ့အချိန်မှာခါကိုဆက်ပြီးတော့ခေါင်းလေးပါမော့ထားလိုက်မယ်နော်ဒီလေ့ကျင့်ခန်းလေးကကျိုးတစ်လျှောက်လုံးနဲ့ level တွေမှာရှိတဲ့တင်းမာမှုတွေကိုပြည်ရော့စီမဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုလည်းစက္ကန့်30နှစ်ကျော်လောက်ထိန်းထားပေးရမှာဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့နောက်ဆုံးလေ့ကျင့်ခန်းလေးကတော့လက်ကိုအနောက်ပြန်လေးထောက်ထားမယ်ဒူးခေါင်းလေးကိုထောင်ထားမယ်လက်ကိုအာယုဘီယာနဲ့ခါလေးကိုကောက်မယ်ပြီးရတဲ့ခေါင်းကိုမော်တင်ရမှာဖြစ်ပါတယ်အသက်ကိုပုံမှန်လေးတိုင်းပဲရှူနေရမှာဖြစ်ပါတယ်ဒီပုံစံလေးတိုင်းပဲစက္ကန့်30နှစ်ကျော်လောက်ထိန်းထားပေးရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်အခုပြခဲ့တဲ့လေ့ကျင့်ခန်း၄မျိုးကမနေ့အိယာနူးနိုးချင်းအိယာထဲမှာလည်းပြုလုပ်လို့ရတဲ့တကူလုံးအကျော်လျှော့တဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဗျဒီလေ့ကျင့်ခန်းလေးကိုမနေ့ခင်းအစောပိုင်းမှာပြုလုပ်တယ်ဆိုရင်တညာလုံးမှာအိတ်ဆက်ထားလို့တဲမာနေတဲ့နေရာတွေကိုပြန်လည်ပြည်ရော့စီကိုအထောက်အကူပြုစေမယ့်အပြင်တဏီကုံပေါ်ပါလန်းဆန်းမှုလည်းအထောက်အကူပြုမှာဖြစ်ပါတယ်ဗျဒီလေ့ကျင့်ခန်းလေးကမိတ်ဆွေတို့အဆင်ပြေမယ်ကြိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုစောင့်နေကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကိုလူလေးပါပေါင်200ကျော်တဲ့သူတွေနဲ့အလုပ်များလို့လေ့ကျင့်ခန်းအတွက်အချိန်မပေးနိုင်တဲ့ busy professional 900ကျော်ကိုအိမ်မှာနေရင်ပြန်လဲကျန်းမာလာစေခဲ့တဲ့ rehab system နဲ့ကုညီနီးပြပေးနေတဲ့ fellows guide တယောက်ဖြစ်ပါတယ်ဗျ